လာပြင်းနေဆိုပေမဲ့မှိန်ပြပြအလင်းအောင်သာရှိတဲ့ညမှာကားတစ်စီးနဲ့လူတစ်ယောက်ရောက်လာပါတယ် Secret Lake ကိုမီးညှိလိုက်ပြီးနောက်ကားပေါ်ကဆင်းကပတ်ဝန်းကျင်အခြေအနေကိုကဲခတ်လိုက်ပါတယ်နိုင်လက်တံညွန်ပြနေတဲ့ညတနာရီတိတိမှာတော့ကားရှိမီးကြီးကို၃ချက်တိတိရိုက်ကအချက်ပြလိုက်ပါတယ်ဒါကိုစောင့်ကြည့်နေတဲ့လှေပေါ်ကလူကလည်းမီးခလုတ်အဖွင့်ပိတ်၃ချက်ပြန်ပြလိုက်ပြီးလှေကိုဆက်နိုးကကမ်းပေါ်တက်လာပါတယ်တဲယူလာတဲ့အထုပ်ကိုကားပြက်ဆောက်နေသူကပေးလိုက်ပြီးဒီလုံးလုံးနေတာသဘောမကျတဲ့သူ့ဇနီးကြောင့်အခုတစ်ခေါက်ပြီးရင်အလုံနာကျင်တယ်လို့တောင်းတမှန်မှန်ပြောလိုက်ပါတယ်ပစ္စည်းလက်ခံတဲ့တွန်လီဆိုသူကပေးစရာရှိတဲ့ပတ်စံကိုမပေးတော့ပဲကားပေါ်ပြန်တက်သွားတဲ့အတွက်နောက်ကလိုက်တောင်းတဲ့အခါတနက်နဲ့ချိန်ရွယ်လိုက်ပြီးနောက်တစ်ခါပစ္စည်းလာပို့မှငွေရမယ်လို့ပြောကထွက်သွားဖို့ပြင်နေရကြောင်းကားနောက်ခန်းထဲကပတ်စံအိတ်ကိုယူပြီးထွက်ပြေးသွားပါတယ်ဒါကြောင့်တိုနီဆိုသူကကားပေါ်ကဆင်းပြီးလိုက်ဖမ်းကနှစ်ယောက်သားတိုက်ခိုက်ကြရင်အသာစီးရသွားတဲ့တိုနီဟာတနက်နဲ့ချိန်ပြီးအဆုံးသတ်ဖို့ကြိုးစားပါတယ်ဒီချိန်ရဲကားတန်တွေနဲ့အတူရဲတွေရောက်လာကြပြီးမို့အောက်ကခုခံနေတဲ့ဒေးဗစ်ရဲ့လက်ချက်အထင်နဲ့ဆွဆွဲပြောဆိုပြီးနောက်တနက်တန်တစ်ချက်ထွက်ပေါ်လာပါတယ်သို့ပေမဲ့အသက်မဲ့သွားလဲကျသွားသူကတော့တိုနီပဲဖြစ်ပြီးဒေးဗစ်ကတော့သူရစရာရှိတဲ့ပတ်စံအိတ်ကိုယူကတောထဲဝင်ပြေးပါတယ်ထက်ချက်မခွာလိုက်လံဖမ်းဆီးနေတဲ့ရဲတွေလက်ကလော့အောင်ပြင်းတနေရာအရောက်ဆောက်လက်ဆအဆောက်အဦတစ်ခုအတွင်းမှာအချိန်မတော်မြေဖို့နေသူတယောက်ကိုမြင်လိုက်ရပေမဲ့သူ့ဘူးနဲ့သူမို့ဆက်ပြေးရင်ခဏနားခုနေစဉ်စောနာအဆောက်အဦတွင်းကထွက်လာသူက VJ စက်ကွန်ကားဖြစ်နေပါတယ်2014ခုနှစ်အောက်တိုဘာ4ရက်နေ့မနက်3နာရီခွဲဝန်းကျင်မှာအိမ်တကားကိုတဲတန်ခောက်နေတဲ့ဒေးဗစ်ကဇနီးဖြစ်သူမယ်ရီကိုချက်ချင်းထွက်သွားရတော့မှာမို့အထုပ်ဘိုးတွေပြင်ရန်လော်ကြီးပြောဆိုနေပါတယ်ဘာတစ်ခုမှနားမလဲတဲ့ဇနီးဖြစ်သူကနောက်ကတကောက်ကောက်လိုက်မေးနေရမို့သူပြောသလိုပြင်ဆင်ရမှာနေချိန်အပြင်မှာဝိုင်းလာတဲ့ရဲတွေကအညံ့ခံဖို့အမိတ်ပေးနေရကြောင်းဇနီးနဲ့ကလေးကိုတစ်ချက်လက်ကြည့်ရင်ဖမ်းဆီးခံလိုက်ရပါတော့တယ်ထိုနေ့ကနေ9နှစ်ကြာပြီးရဲ့နောက်ရုပ်ရှင်ဇာတ်လမ်းတွေကိုဝါသနာပါလွန်တဲ့ VJ ဟာသူပိုင်ဆိုင်တဲ့မြေကွက်အချို့ကိုရောင်းပြီးရုပ်ရှင်ုံထောင်လိုက်ပါတယ်အားလုံးစိတ်ဝင်စားနေတဲ့ရုံထဲကထွက်လာပြီးဒီရုပ်ရှင်ကနှစ်ရက်ပြင်လူပိုကြည့်မှာမဟုတ်တဲ့အတွက်အရင်ပြထားတဲ့ဟာတာကားကိုသာယုံတင်ရန်ညွှန်ကြားလိုက်ပါတယ် VJ အိမ်မှာအိတ်နေတဲ့တရက်သူညံတန်တွေကြောက်လန့်လို့လာပါတယ်နန်ဒီနီကတော့တစ်ဖက်အိမ်ကလက်မယားရန်ဖြစ်တာကိုချောင်းကြည့်နေပြီးရိုင်းနှက်ခံနေရတဲ့အမျိုးသမီးကိုတနာတာကြောင့်တခုခုလှုပ်ပါအောင်လို့ VJ ကိုအကူအညီတောင်းပါတယ်ဒါကြောင့်ငြိမ်မနေနိုင်တော့တဲ့ VJ လည်းရန်လုံးရိုက်နှက်နေတဲ့ရဲသမားစီတွားရောက်တာစီလိုက်ပြီးကိုဇနီးကိုရိုက်နှက်နေတာမရှက်ဘူးလားလို့မေးလိုက်ပါတယ်ပြီးတော့ထိုလူကိုရိုက်ပစ်လိုက်ချင်ပေမဲ့သူဟာဥပဒေကိုလိုက်နာသူဖြစ်တာကြောင့်မလုပ်ချင်ဘူးပြောတဲ့အခါခမားဘာလုပ်ခဲ့လဲဆိုတာနဲ့ခမားရဲ့အော်တိုဘာ2ရက်3ရက်ဇက်လန်အကြောင်းလက်တလုံးကြားလုပ်ခဲ့တာကိုကိုဟာတမျိုးလုံးကသိနေရလို့ဆွဆွဲနေရကြောင်းထိုလူရဲ့ဇနီးကအရက်တော့ရန်ပတ်စံနေပြစ်ပေးပြီးမောင်းထုတ်လိုက်ပါတယ်နောက်တစ်ရက်အန်ကယ်မာတင်ရဲ့ဆိုင်ကိုအကျွေးဆက်ရန်သွားတော့လေဆိုင်မှာထိုင်နေတဲ့လူတွေဟာရုပ်ရှင်လောကရဲ့သတင်းသိုးတွေကိုကြည့်ရင်ရုပ်ရှင်ဒရိုက်တာလုပ်တော့မဲ့ VJ ကိုစောင်းမြောင်းပြောဆိုနေကြပါတယ်ပြီးတော့ VJ ကိုလူသက်သမားရာဇဝတ်ကောင်ဖြစ်သတ်မှတ်ပြီးခက်ဝေးဝေးနေကြရန်တီးတိုးပြောဆိုနေကြပါတယ်မီယာကေဘယ်နက်ဝက်နဲ့မီယာရုပ်ရှင်ရုံလုပ်ငန်းနှစ်ခုစလုံးလုပ်ကိုင်နေရတဲ့ VJ ဟာကေဘယ်လုပ်ငန်းအတွက်တပည့်ကျော်ဟိုဆေးကိုလက်လွဲကျင်နေတော့လေအမြဲလွဲနေတဲ့တပည့်ကြောင့်နှစ်နေရာစလုံးကိုစီမံအုပ်ချုပ်နေရပါတယ်ဒါကြောင့်လုပ်ငန်းဝင်အားလုံးကိုထိုင်ရန်ကမထစီမံခန့်ခွဲနိုင်စေဖို့ CCTV တွေတက်ဆင်ပြီးစောင့်ကြည့်ညွှန်ကြားရန်ပြင်ဆင်ပါတယ်ရုပ်ရှင်ရုံမှာအလုပ်လုပ်နေတဲ့ VJ ထံမဟတ်ရောက်လာတဲ့ဆိုတာနဲ့ထွက်တွေ့လိုက်ပါတယ်တားဖြစ်သူဆမ်မီယာကိုတတ်ထားတဲ့ရာဇဝတ်ကောင်ဖြစ်နေပေမဲ့ငကိုကလေးကအေးစိတ်တည်ငြိမ်လုံးနဲ့မဟတ်ကတော့အစင်ပြေစွာနေနေရလားလို့ဦးစွာမိတ်ဆက်လာပါတယ်ပြီးတော့သူတို့သားဆမ်ရဲ့နှစ်ပတ်လည်နာရီအတွက်ကိုဟာကိုရောက်နေတာနှစ်ပတ်ရှိနေပြီဖြစ်ပြီးနောက်နေ့ရက်ဆိုလန်ဒန်ကိုပြန်ရတော့မှာလို့ပြောပြပါတယ်ထုံးတန်းဆင်လာရတိတ်ဆုံးသူကိုရီမန်းမြဝေတာဟာရုပ်လောင်းကိုတကြိုပြီးပြုလုပ်ရတာဖြစ်ပေမဲ့ရုပ်ကျွင်းရှာမရသေးတဲ့ဆမ်ဟာအခုထိနေတရားမရသေးကြောင်းဘုန်းကြီးကပြောတာမို့ဆမ်ရဲ့အလောင်းဘယ်မှာရှိနေမလဲလို့တောင်းဆိုမေးမြန်းပါတယ်တားဖြစ်သူကောင်းရမွန်ရရောက်စီလို့တဲ့အတွက်လာမေးတာဖြစ်ပြီးတီနီယာကိုတိခဲ့လင်လဲသူ့ဇနီးမီယာတော့မသိစရာပဲလျှို့ဝှက်ပေးထားပါမယ်ဆိုပေမဲ့သူကူညီခြင်းရင်တော့ကူညီလို့မရနိုင်တဲ့အရေးမို့နောက်ထပ်လဲလာမတွေ့ရတာပြောပြီးလှည့်ထွက်ခဲ့လိုက်ပါတယ်အဲ့ဒီနောက်ရုပ်ရှင်ထုတ်လုပ်သူမီရက်လီနဲ့တွားရောက်တွေ့ဆုံခဲ့ပြီးသူရိုက်ကူမဲ့ရုပ်ရှင်ကိုလူများထံလိုက်ပြခဲ့ပြီးဝေဖန်မှုတွေကိုနားထောင်ကြည့်တဲ့အခါဇက်သိမ်းမကြိုက်ကြဘူးလို့ဆိုပါတယ်သူ့ဘဝတစ်လျှောက်လုံးအတွေ့အကြုံမှန်သမျှရုပ်ရှင်ဇာတ်လမ်းတွေကပဲရလာတာဖြစ်ပြီးတဘဝလုံးရှာဖွေစုဆောင်ခဲ့သမျှကိုလည်းအခုရိုက်ကူမဲ့ဇာတ်လမ်းအတွက်ရင်းနှီးမြှုပ်နှံထားရတာဖြစ်တဲ့အတွက်အရှုံးပေါ်မဲ့ရုပ်ရှင်မျိုးမဖြစ်ချင်တာကြောင့်တခုလောက်တိုင်ပင်ပြစေလို့ပြောလိုက်ပါတယ်ဇနီးတဲ့နန်ဒနီကလည်းပိုင်ဆိုင်မှုအချို့တော့ကိုတောင်ရောက်ချပြီးရုပ်ရှင်တစ်ခုတည်းကိုသာမြှုပ်နှံထားတဲ့ကိစ္စဟာမှန်ကန်ရဲ့လားလို့မေးခွန်းထုတ်နေပြီးသမီးနှစ်ယောက်ရှိရေးလည်းရှိနေသေးတာမို့ငွေဘလောက်ကုန်ထားပြီးပြီလဲလို့ဆက်မေးနေရကြောင်း Ruby 3.5 တန်းရင်းနှီးထားကြောင်းပြောပြလိုက်ပါတယ်မတော်တဆလူတက်မှုဖြစ်ခဲ့ပြီးနှစ်အနည်းငယ်စိုးရိမ်နေခဲ့ရတဲ့ VJ တို့မိသားစုဟာအခုချိန်မှာတော့အတိတ်ကိုမေးမေးပြောက်နဲ့ပျော်အောင်နေထိုင်နေကြပါတယ်တရက်မှာတော့ကိုဟာကခရစ်ယာန်သင်္ချိုင်းတစ်ခုမှနေတဲ့ Xavier ထံသွားပြီးကျမ်းမာရေးဂူးဆိုင်ဖို့နဲ့ထိုလူရဲ့သမီးမင်္ဂလာဆောင်အတွက်ငွေသားချို့သွားရောက်ပေးအပ်ခဲ့ပါတယ်လူတက်မှုမှောင်ကိုရောင်းဝယ်မှုတို့နဲ့ထောင်ကျနေတဲ့ David ဟာထောင်ကပြန်လဲလွတ်မြောက်လာပြီးဇနီးနဲ့သားတို့နေထိုင်ရာကိုလိုက်သွားခဲ့ပါတယ်တသက်လုံးကောင်းကျိုးမပေးခဲ့တဲ့ယောက်ျားဖြစ်သူကိုထမင်းကျွေးထိုင်ကြည့်နေစဉ်သားဖြစ်သူဝင်လာချိန်မှာတော့ David ဟာသူကြိုဝယ်လာတဲ့အယုတ်လေးကိုပေးရင်ဘယ်မှာကြောင်းတက်နေလဲလို့မေးလိုက်ပါတယ်ယောက်ျားဖြစ်သူကထောင်ကျတင်နေတဲ့အကျွေးတွေကိုအိမ်ထိုးရောင်းလိုက်ရတဲ့ဇနီးဖြစ်သူဟာအခြေခံအသုံးစရိတ်တောင်မရှိဘဲနေထိုင်နေရတဲ့ဘဝအခြေအနေကြောင့်ကလေးကိုကြောင်းမထားနိုင်တဲ့အကြောင်းနာကြီးစွာရှင်းပြနေပါတယ်ထိုစကားတွေကြားလိုက်ရတဲ့ David ဟာအိတ်ကိုကောက်လွှဲရင်ငါဖျက်ဆီးမိခဲ့တဲ့အရာကိုငါကိုယ်တိုင်ပြန်လည်ပြုပြင်မယ်ဆိုကထွက်သွားပါတယ်စံသိဆုံးတာ9နှစ်ပြည့်အဖြစ်အစင်လာရဝိပုစုတောင်ပွဲလုပ်နေပေမဲ့မိခင်ဖြစ်သူမီယာကတော့စံ4နှစ်ပြည့်မွေးနေ့တုန်းကဗီဒီယိုလေးကိုသာထိုင်ကြည့်နေခဲ့ပါတယ်စံကိုဆုံးရှုံးပြီးသားဖြစ်တဲ့မဟတ်ကစိတ်ဒဏ်ရာရနေတဲ့ဇနီးဖြစ်သူကိုပါထပ်မံမဆုံးရှုံးလို့တော့တဲ့အတွက်တတိပေးနေပြီးအစားလည်းမစားအိတ်လည်းမအိတ်ပဲ9နှစ်တိုင်တိုင်ဒီနေရာဟောင်းကိုပဲပြန်လာပြီးမှညံနေပြန်လဲတူးဖော်နေတဲ့ကိစ္စကိုရက်သိနေပြီလို့မှားနေပါတယ်မီယာကတော့စံမှာတမယိုးကြတိတ်ဆုံးခဲ့ရတာမျိုးမဟုတ်ပဲအသက်ခံရတာဖြစ်တဲ့အတွက်မိခင်တယောက်အနေနဲ့9နှစ်မကနှစ်ပေါင်း900တိုင်သွားလဲသူမမေးဖြောက်လို့ရမှာမဟုတ်ကြောင်းပြတ်သားစွာပြောပြီးဆုတောင်းပွဲထံသွားပါတယ်တရားဟောနေတဲ့စွာ
မီကတေဆုံးသူရဲ့မိခင်မီယာကိုတခုခုပြောရမှာတဲ့အတွက်ဆမ်မြက်တပ်ပုံကိုတစ်ချက်ကြည့်လိုက်ပြီးစွာမီဟောပြောတဲ့လူသားတွေရဲ့လွတ်မြောက်ခြင်းဟာခွင့်လွတ်သီးခံလိုက်ခြင်းဆိုတဲ့တရားဟာတော်တော်လေးအဓိပ္ပာယ်ရှိပေမဲ့သူမခွင့်လွတ်ပေးမဲ့အထက်မပါဝင်တဲ့လူတွေကိုတော့သိမကြခင်မှာသူမကြောင့်စိတ်ထိခိုက်နာခြင်းဝမ်းနည်းရမယ်ဆိုရင်ခွင့်လွတ်ပေးကြဖို့စကားပါလိုက်ပါတယ်။ VJ ကတော့သူ့ရုပ်ရှင်ထဲမှာမင်းသားထည့်ရိုက်မဲ့လူနဲ့ဆွေးနွေးနေပါတယ်။ဂျိုဂျိုနူးယောက်ဘက်မင်းသားကသူ့မှာရိုက်စရာရုပ်ရှင်မရှိတာတစ်နှစ်ကျော်နေပြီမို့ VJ ရဲ့ရုပ်ရှင်ကတကယ်ရိုက်ဖြစ်မှာလားလို့မေးနေပါတယ်။အဓိပ္ပာယ်ရှိတဲ့ရုပ်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်လာဖို့အချိန်ယူပြင်ဆင်ရမှာဖြစ်ပြီးအဲ့ဒီရုပ်ရှင်ဇာတ်လမ်းအတွက်မူပိုင်ခွင့်ရယူရန်အရေးအတွက်နေတဲ့စာအုပ်တောင်ထုတ်ထားပြီးပြီလို့ပြောရင်ထိုမင်းသားကိုတေချာပေါက်ရိုက်ကူခွင့်ရမှာပါလို့ဖြေသိပ်ပေးနေပါတယ်။အဲ့ဒီနောက်နန်ဒီနီစီကဖုန်းဝင်လာပြီးဘယ်ချိန်ပြန်လာမလဲမေးတဲ့အတွက်သူအိမ်ပြန်နောက်ကျမှာမို့ဘေးအိမ်ကဂျန်နီကိုခေါ်ပြီးအဖော်ပြုထားရန်ပြောလိုက်ပါတယ်။ဂျန်နီကလည်းသူမယောက်ျားရက်သမားဟာနေဝင်ချိန်ရောက်တာနဲ့မူယူရိုက်နေလေးရှိပြီးမနက်မိုးလင်းတိုင်းပြန်တောင်းမှန်လေးရှိကြောင်းရင်ဖွင့်နေရမို့ VJ အကြံပေးသလိုရဲတိုင်ရန်နန်ဒီနီကတိုက်တွန်းနေပါတယ်။ပြီးတော့သူမသမီးကြီးအန်ဂျူးရဲ့မင်္ဂလာဆောင်အတွက်လမ်းကြောင်းပေးနေတဲ့ဂျန်နီကိုဘာထူးတလဲမေးတော့ကောလာဟာလာဒီကြောင့်အန်ဂျူးကိုမင်္ဂလာဆောင်ဖို့ညင်းကြရလို့ဖြေပါတယ်။အကြောင်းကအန်ဂျူးနဲ့ဆမ်တို့ဟာတကယ်ချစ်ကြိုက်ခဲ့ကြပြီးသူတို့ချင်းတွေ့နေတော့ VJ မိသွားတဲ့အတွက်ကောင်လေးကိုတက်ပစ်လိုက်တာလို့ပဝင်းကျင်ကကောလာဟာလာဖြတ်နေကြောင်းပြောဆိုနေစဉ်တတိလွတ်သွားတဲ့နန်ဒီနီဟာအဲ့ဒီပျက်စီးနေတဲ့ကောင်ကိုအန်ဂျူးကဆိုပြီးလွတ်ခနဲ့ပြောမိမလို့ဖြစ်သွားပါတယ်။ရိုးသားတဲ့ဂျန်နီကတော့ပဝင်းကျင်ရဲ့တပုတ်လေလင်းစကားတွေကြောင့်နန်ဒီနီစိတ်ဆိုးသွားတဲ့အထင်နဲ့အန်ဂျူးအတွက်ပိုကောင်းတဲ့ကောင်လေးရှာပေးပါမယ်လို့စိတ်ပြေအောင်ပြောနေခဲ့ပါတယ်။တရက်စိုက်ပျိုးရေးလုပ်ဖို့ပစ္စည်းတွေယူပြီးထွက်လာတဲ့အန်ဂျူးတယောက်အိမ်နောက်ဖေးကနေရဲတွေဝင်လာတဲ့အတွက်ဖခင်ဖြစ်သူ VJ ထံအလန့်တကြားသွားပြောပါတယ်။ဒီတော့သူမာထားတဲ့အတိုင်းဘလို့လားအပ်တဲ့စိုးရိမ်မှုတွေကပြဿနာဖြစ်လာသေးတာမို့ကြောက်လန့်နေဟန်မပြဖို့မှာပါတယ်။အန်ဂျူးကတော့သူတို့ဝင်လာတာနောက်ဖေးပေါက်ကဖြစ်ကြောင်းထပ်မံအသိပေးတဲ့အခါနန်ဒီနီကတတိပရန်ကြိုးစားပေမဲ့တားဆီးလိုက်ပါတယ်။တည်ငြိမ်နေသေး VJ ကဘာပဲဖြစ်လာလာကြောက်နေစရာမလိုပဲအခုအိမ်တကားပဲမိလာတော့မှမို့အန်ဂျူးကထပ်ဖွင့်ပေးရမှာလိုက်ပါတယ်။ဒီလိုနဲ့ကြောက်လန့်သွားတဲ့တကားဖွင့်ပေးပြီး VJ နဲ့နန်ဒီနီကရခင်ဆွေးနွေးနေတဲ့အကြောင်းအရာကိုဟမ်မပြတ်ပြောနေဖို့ကြိုးစားပါတယ်။ရဲရီလာရှာတာကနန်ဒီနီကိုဆိုတော့ VJ ပါထားလိုက်သွားတဲ့အခါအရာရှိစာဝန်ကအိမ်နီးချင်းရက်သမားသူ့မိမပေါ်ရိုက်နှက်နေတဲ့ကိစ္စ VJ တို့လင်မယားကိုမျက်မြင်သက်သေအဖြစ်လာရောက်အတည်ပြုတာဖြစ်ပြီးအရက်သမားကိုတင်းတင်းကြပ်ကြပ်သတိပေးကပြန်သွားပါတယ်။မိုးတိထန်တော်ရွာနေတဲ့တညရေစာလို့အိယာကနိုးလာတဲ့အန်ဂျူးဟာအိမ်ရှိမှာရေယူတောက်နေစဉ်ခွေးအောင်တန်းတွေကြောင့်ခြံထဲလန့်ကြည့်တဲ့အခါဆမ်မြက်အလောင်းကိုသူမတို့မြုပ်နှံထားတဲ့နေရာအားရဲရီနဲ့အတူမီယာဂီတွန်ဒေးတို့လာရောက်တူးဖော်နေတာမြင်လိုက်ရပြီးနောက်အိမ်တကားကိုလည်းတဒုံဒုံထူးရိုက်နေရကြောင်း VJ ကိုအလန့်တကြားအော်ခေါ်လိုက်ပါတယ်။သို့ပေမဲ့ဒါတွေကအန်ဂျူးရဲ့အိမ်မက်တွေသာဖြစ်ပြီးသူမရဲ့စိတ်ယောဂတန်းတွေကြောင့်လေဖြတ်တယ်လို့ဖြစ်သွားပါတယ်။ဆရာဝန်ကတော့အန်ဂျူးကိုဖိအားကင်းတဲ့ပတ်ဝန်းကျင်မှာရှိနေစေရမှာဖြစ်ပြီးဒီလိုသာနောက်တစ်ခေါက်ယောဂထားပေါက်လာခဲ့ရင်အသက်အန္တရာယ်ဖြစ်နိုင်ကြောင်းသတိပေးသွားပါတယ်။ဆိုင်မှာလက်ဖေးလာတောက်နေတဲ့ဒေးဗစ်ကိုအန်ကယ်မာတင်ကမယ်ရီရဲ့ယောက်ျားလားဘယ်တော့မှပြန်လွတ်လာရလဲလို့မေးလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမှဖြစ်ပြီးဒီပတ်ဝန်းကျင်မှာသူ့အလုပ်လုပ်လို့ရမယ့်နေရာရှိရင်ပြောပြပါလားဆိုတာနဲ့စပွဲတို့ကဘီယာထိုင်တောက်နေတဲ့လူကိုညွှန်ပြကပစ္စည်းရောင်းဝယ်လုပ်နေတဲ့သူမှုမေးကြည့်ရန်ပြောပါတယ်။အန်ကယ်မာတင်ကတော့ဆိုင်ဘက်ရောက်လာတဲ့ VJ ကိုကြည့်ပြီးသူ့ကိုပြောကြည့်လို့ရမယ်ထင်တယ်လို့ပြောရင်မီယာကေဘယ်နက်ဝက်နဲ့ရုပ်ရှင်ုံပိုင်ရှင် VJ နဲ့မိတ်ဆက်ပြီးကဒီကောင်လေးအလုပ်ရှာနေရမို့ပေးနိုင်တာရှိရင်ကူညီပေးဖို့တောင်းဆိုလိုက်ပါတယ်။ VJ ကတော့လက်တလောလုံးဆရာမရှိသေးပေမဲ့နောက်ပတ်ကျသူနဲ့လာတွေ့ရမှာပြီးထွက်သွားပါတယ်။ဆိုင်ထဲကထွက်လာတဲ့ဒေးဗစ်ဟာရဲစခန်းဘက်ကိုတေချာကြည့်ရင်ဝေဝါးသာနဲ့ထွက်သွားပါတယ်။ VJ တယောက်အန်ဂျူးနေမကောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးလေးလံထိုင်းမိုင်းနေရမို့အိမ်မပြန်သေးပဲမင်းသားနဲ့အတူတောက်နေခဲ့ပါတယ်။အိမ်မှာစောင့်နေတဲ့နန်ဒီနီကတော့အိမ်နီးချင်းဂျန်ဒီကို VJ ရဲ့ပေါ့ဆော့မှုတွေအကြောင်းရင်ဖွင့်နေပါတယ်။အခုရင်ဆိုင်နေရတဲ့ကိစ္စတွေကဒီမှာရင်ပြီးသွားမှာမဟုတ်ပဲသူမရဲ့သတိပေးချက်တွေအမြန်နှုန်းနှစ်ဆနဲ့လာနေတဲ့6လမ်းမှုတွေကိုဆွေးနွေးစရာမရှိဘူးဆိုပြီးပြန်ပြောပြနေပါတယ်။အရက်မူးနေတဲ့ရုပ်ရှင်မင်းသားကတော့ VJ ရဲ့လက္ခဏာတွေကိုကြည့်ပြီးဂျယ်ရီရဲ့ပြောပြချက်အရရှေ့လာမဲ့ကာလတွေမှာတတိပထားရင်ကမောက်ကမနဲ့သိုးရွားတဲ့ရက်တွေဖြစ်လာလိမ့်မယ်လို့တွက်ချက်ပေးနေပါတယ်။ VJ ကတော့လက်ဖွားပေါ်ကလမ်းကြောင်းတွေကိုမယုံကြည်သူမို့လူဆိုတာကိုယ်ကံကြမ္မာကိုသာပုံဖော်ရမှာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။မိသားစုနဲ့ညသာစားနေတဲ့အရာရှိစာဝန်စီသူ့ထက်ရာရှိကဆက်သွယ်လာတာကြောင့်တနေရာမှာသွားဆောင်နေပါတယ်။ကားပေါ်တက်လာသူကတော့ VJ ကြောင့်အလုပ်ပြုတ်သွားတဲ့ဂီတွန်ဒေးဖြစ်ပြီးအခုကစခန်းစားချက်တွေပိုကောင်းလာပြီးမို့စားလိုက်ကြသို့လို့ပြောရင်အတူထွက်လာခဲ့ကြပါတယ်။သူ9နှစ်လုံးလုံးအရေးမပါသလိုနေခဲ့ရတဲ့အကြောင်းပြန်ပြောပြရင်ပြည်နယ်ညွှန်ကြားရေးမှူး IG ဆိုတာဘယ်လိုလူမျိုးလဲလို့မေးနေပါတယ်။ဒီတော့ IGB တာဝန်ဆိုတာယူနေရလို့ထင်ရပေမဲ့ဘယ်သူမှနားမလည်နိုင်တဲ့ယာသွေးမှုတွေကိုကင်တွယ်လာသူဖြစ်ကြောင်းအရာရှိစာဝန်ကရှင်းပြနေပါတယ်။ပြီးတော့ဒီလိုညနေတကောင်မိုးရွာကြီးတဲ့သူတို့ကိုဘာလို့ခေါ်တယ်လဲအချင်းချင်းမေးခွန်းထုတ်နေရင် IG တာဝန်စီရောက်လာကြပါတယ်။တယောက်တည်း chess ကစားနေပေမဲ့ခုံပေါ်ကရုပ်တွေအားမရွှေ့ပဲထိုင်ကြည့်နေတဲ့ IG ကိုဂီတွန်ဒေးကယူမြတ်နေသလားလို့တီတိုပြောနေပါတယ်။ခဏကြာရန်သူကိုအနိုင်ယူခြင်းနဲ့ဆိုရင်ရန်သူလိုတွေးတော့တတ်ဖို့သင်ယူရမယ်ဆိုတဲ့စကားနဲ့အတူအနားရောက်လာတဲ့ IG ကဂီတွန်ဒေးတို့ကိုသူဘာလို့ခေါ်လိုက်ရတယ်လဲသိလားလို့မေးပါတယ်။ဂုံပုတ်တွေအလွတ်ကျက်လာတဲ့ဂီတွန်ဒေးက IG ဟာရဲချုပ်မီယာနဲ့မတူပဲအလုပ်ကိုရိုးသားပြင်းပြပြီးအာယုံစိုက်တတ်တဲ့အရာရှိအဖြစ်ပလင်းကြီးဂုံဖော်လိုက်တဲ့အခါမင်းကတော့ဆက်လို့ဤသမားတဦးစီကပြင်းပြသွားနဲ့လက်စားခဲ့လို့ပြန်ပြောပါတယ်။ပြီးတော့မှဂီတွန်ဒေးကိုခေါ်လိုက်ရတာဟာ VJ ဆယ်ကွန်ကအမှုမှာမှန်ကန်တဲ့တူးရဲသောလူဖြစ်တာကြောင့်လို့ဆက်ရှင်းပြပါတယ်။ထောက်ခံမဲတမဲရသွားတဲ့ဂီတွန်ဒေးဟာသူ9နှစ်လုံးလုံးယာဒူးကဆိုင်းငံ့ခံခဲ့ရပြီးမဲ့အပြစ်သား VJ ကတော့ရုံအပြည့်ရှံအားပေးခံရတဲ့ရုပ်ရှင်ရုံပိုင်ရှင်အဖြစ်ကြီးပွားနေပြီလို့နာနာကြီးကြီးထပြောနေပါတယ်။ IG ကတော့ဒီအမှုကြောင့်ဘာမှမမိတယ်လဲမေးတဲ့အခါသူ့မိမမွေးနေ့ကိုသာမေးချင်မေးနေမယ်။အော်တိုဘာ2ရက်နဲ့3ရက်ကိုတော့သူမမေ့ဘူးလို့ယုံကြည်စွာပြောနေပါတယ်။တတ်သိမရှိရင်ဘာမှလုပ်လို့မရဘူးဆိုတဲ့အရာရှိဆောင်ဝယ်ရဲ့စကားအဆုံးမှာတော့တတ်သိကအခိုင်အမာရှိတယ်ဆိုတဲ့စကားတန်နဲ့အတူရဲချုပ်မီယာရ
ရောက်လာပါတယ်။အဲ့မိသားစုကသူမကိုတင်ပေးခဲ့တာတခုတော့ရှိတယ်။ VJ လွတ်သွားတဲ့အကြောင်းရင်းကစာမတက်တဲ့ကောင်ဆိုပြီး short တက်လိုက်မိတဲ့အမားကြောင့်လို့ဆက်ပြောပါတယ်။ဒီတခါတော့သူတို့ရဲတွေကိုပြန် short တွက်မိတဲ့ VJ ရဲ့အမားမျိုးဖြစ်စေရမယ်လို့ဆိုရင်အခိုင်အမာသက်သေဆိုသူတွေကိုစင့်ခေါ်လိုက်ပါတယ်။ထိုလူတွေကတော့ VJ ရဲ့အိမ်ကြီးချင်းလင်မယားအဖြစ်အသွင်ယူထားသူလက်ထောက်ဆောင်သွမ်းရေးမှု Chief ကာနီနဲ့ဂျန်နီတို့ဖြစ်ပါတယ်။ရဲချုပ်မီယာနဲ့ IG တာဝန်တို့ဟာကျောင်းမှာကလေးကတငယ်ချင်းတွေဖြစ်ခဲ့ကြပြီးဂိုအာကိုပြောင်းရွှေ့လာကလေးကဒီအမှုအတွက်လျှို့ဝှက်ရဲတွေခန့်အပ်ခါ VJ ရဲ့သတင်းတွေကိုခြေရာခံနေကြောင်းရှင်းပြပါတယ်။ VJ ရဲ့မြေကွက်ရောင်းကျင်တယ်လို့အတန်ထွက်နေကလေးက Chief ရဲ့နာမည်နဲ့ဝယ်ယူလိုက်ပြီးသူတို့လင်မယားက2နှစ်လုံး VJ ရဲ့အိမ်ကြီးချင်းတွေအဖြစ်ဟန်ဆောင်ကအိမ်ရဲ့နေရာအနှံ့မှာလည်းအတန်ဖတ်ဆက်တွေတက်ဆင်ထားရလို့ရှင်းပြပါတယ်။ဒါတွေမကသေးဘူးနန္ဒနီနဲ့ဂျန်နီတို့နှစ်ယောက်တည်းပြောနေတဲ့စကားတွေကိုပါအတန်ဖန်ယူထားခဲ့ပြီးအရန်တော်လုံးနဲ့ VJ ကထိုလူသက်မှုအကြောင်းအားလုံးကိုဆွေးနွေးဖို့တားမြစ်ထားပါတယ်။သို့ပေမဲ့ဂျန်နီကိုအပြည့်အဝရင်ဖွင့်ခဲ့တဲ့နန္ဒနီရဲ့စကားတွေမှာတော့ VJ ကဘယ်သူမှမသိတဲ့နေရာမှာစံရဲ့အလောင်းကိုတွားရောက်မြုံနှံခဲ့တဲ့ဆိုတဲ့စကားကိုအတန်ဖန်လာနိုင်ခဲ့ပါတယ်။ဒီတော့အမှုမှာအရေးကြီးဆုံးမေးခွန်း၃ခုရှိနေပြီး၁စံရဲ့အလောင်းကိုဘယ်သူရွှေ့လိုက်တာလဲ၂ဘယ်တော့ကလဲဆိုတာနဲ့၃ဘယ်နေရာမှာလဲဆိုတာဖြစ်ပြီးလူသက်မှုဖြစ်ပြီးတဲ့နောက်တရက်မှာ VJ ရွှေ့လိုက်တယ်ဆိုတဲ့အဖြေနှစ်ခုကိုရပြီးပြီမို့နံပါတ်3မေးခွန်းဖြစ်တဲ့ဘယ်နေရာမှာတွားမြုပ်ခဲ့တယ်ဆိုတာတော့ VJ ကိုမြင်တဲ့လူတယောက်ယောက်ရှိနိုင်ကြောင်းယူဆလိုက်ပါတယ်။သူလေးလာထားသလောက် VJ ဆယ်ခွန်ကားဟာအလွန်တော်သူတယောက်ဖြစ်ပေမဲ့လူတော်တွေမှာလည်းအားနည်းချက်အနေနဲ့အခြားလူတွေကိုငတုံးလို့မြင်တတ်ကြပေမဲ့ VJ ကတော့အဲ့လိုလူတွေတဲကမဟုတ်ကြောင်းရည်ရွတ်နေပါတယ်။ဂျန်နီတို့ထောက်လှမ်းထားတဲ့သတင်းအရ VJ ကရုပ်ရှင်တကားရိုက်ဖို့အလုပ်ရှုံနေတယ်ဆိုတဲ့အတွက်ရုပ်ရှင်ကိုပေးရိုက်လိုက်ပါဇက်သိန်းကိုတော့ငါတို့ရေးမယ်လို့ကြုံသွားလိုက်ပါတယ်။ဒီတော့အမှုမှာအရေးကြီးတဲ့အချိန်နဲ့နေ့သွဲကိုစဉ်းစားပြီးအမှုကိုအစပြန်ဖော်ဖို့ကြိုးစားကြပါတယ်။အော်တိုဘာ3ရက်နေ့ကဆမ်အသက်ခံရတဲ့နေ့ဖြစ်ပြီး VJ အိမ်ပြန်ရောက်လာပြီးနောက်ဆမ်မြက်ကားကိုကြောက်မိုင်းတဲ့တွန်းချကသက်သေအတုတွေစတင်ဖန်တီးခဲ့တာကအော်တိုဘာ3ရက်နေ့ဖြစ်ပါတယ်။ဘတ်စကားလက်မှတ်တွေဝယ်တယ်။ ADN CCTV မှာသူ့နာမည်ပေါ်အောင်တမင်ပြသွားတယ်။ရုပ်ရှင်လက်မှတ်စားသောက်ဆိုင်ပေါချာစသဖြင့်ဖန်တီးပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်သားအလုံးအိပ်ပျော်သွားတဲ့ညတနာရီဝန်းကျင်အချိန်မှာအလောင်းကိုတူးဖော်ခဲ့ပြီးအိမ်ပြန်လာချိန်ဟာမနက်4နာရီဝန်းကျင်ဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့မနက်9နာရီခွဲမှာသူတို့မိသားစုအလုံးပါနာကြီးကိုတွားဖို့ပြင်ဆင်ရမှာဖြစ်ပါတယ်။ဒါကြောင့်အလောင်းကိုတူးဖော်မြေမြုပ်မဲ့လုပ်ငန်းစဉ်ဟာ2နာရီဝန်းကျင်ခန့်ကြာနိုင်တာကြောင့်မနက်3နာရီခွဲအချိန်မြုပ်နှံခဲ့တဲ့အလောင်းဟာ VJ ရဲ့အိမ်နဲ့45ကီလိုမီတာပတ်လည်မှာဖြစ်မဲ့အကြောင်းကောက်ချက်ချလိုက်ပါတယ်။အရာရှိစာဝန်ကတော့တစ်တော်ဧရိယာနဲ့ VJ ရဲ့ဂိုဒေါင်တွေမှာပါဖော်ကြည့်ပြီးဖြစ်ပေမဲ့ဘာမှရှာမတွေ့ကြောင်းပြောပါတယ်။ဒီတော့မှန်ကန်တဲ့တီနေရာကိုသိနိုင်ဖို့ဆိုရင်တိကျတဲ့အချိန်နဲ့လမ်းကြောင်းလိုအပ်တာကြောင့်ထိုအနီးတစ်ဝိုက်မှာလှုပ်လှုပ်နေသူတိုင်းကိုမေးမြန်းစုံစမ်းရန်အမိန့်ပေးလိုက်ပါတယ်။မနက်3-4နာရီလောက်အလုပ်ထလုပ်တတ်တဲ့သတင်းစာသမားနွားနို့ပို့သမားတွေကိုလိုက်စုံစမ်းခဲ့ပေမဲ့သူတို့လိုချင်တဲ့သတင်းမရသေးတာကြောင့်ထိုအမှုကိုမျက်မြင်သက်သေသတင်းပေးနိုင်သူဟာရဲရီစီကစုငွေ9သိန်းရမယ်လို့ဆိုကငွေတော့ပေးမှာမဟုတ်တဲ့လိမ်လည်သတင်းဖြန့်ခိုင်းလိုက်ပါတယ်။ဂီတွန်တေးရဲ့စုံစမ်းမှုနဲ့ VJ အိမ်နာကဒဲဟောက်စီကလပ်မှာအော်တိုဘာ3ရက်နေ့ညကအခမ်းအနားကျင်းပနေခဲ့ပြီးအပွဲကိုတက်ရောက်သူ60တဲကမှ VJ ရဲ့အိမ်နီးချင်းတယောက်ပါနေပေမဲ့ထိုလူဟာဘာတစ်ခုမှထွက်ဆိုမှာမဟုတ်ကြောင်းပြောပြပါတယ်။ဒီတော့ IG ရဲ့မိန့်နဲ့ပဲစူပါစာနီထံသွားက2014ခုနှစ်အော်တိုဘာ3ရက်နေ့မှာဒဲဟောက်စီကလပ်ကဒရာမာသွားကြည့်ခဲ့သေးလားလို့စစ်မေးခဲ့ပါတယ်။ဒရာမာကိုကြည့်ခဲ့ပေမဲ့ရက်စွဲကိုမမိကြောင်းပြောတဲ့အခါဖုန်းထဲကလက်မှတ်ကိုထုတ်ပြတာကြောင့်အော်တိုဘာ3ရက်နေ့လို့ထွက်ဆိုပါတယ်။အဲ့ဒီညမှာ VJ တယောက်သူ့ကားပေါ်တက်ပြီးတနေရာသွားတာမြင်သလားပြီးတော့ဘသူ့ကိုမှမတွေးမိကြောင်းဖြေပါတယ်။ခဏကြာမှအဲ့ဒီမနက်တုန်းကသူ့မိမပန်းနာရင်ချက်ဖြစ်နေရကြောင်းစိတ်ဆိုင်ကိုသွားရင်းပြန်လာတော့ VJ သူ့ကားနဲ့အိမ်ထဲဝင်သွားတာကိုမနက်4နာရီခွဲဝန်းကျင်လောက်မှာတွေးလိုက်တယ်လို့ပြောပါတယ်။ဒီတော့ VJ ပြန်လာတဲ့လမ်းကသူ့လုတ်ကေဘယ်နက်ဝက်ရုံးဘက်ကလို့သိခဲ့ရပြီးထို45ကီလိုမီတာအတွင်းမှာလူနေအိမ်သေးတာရှိတဲ့အတွက်အဲ့နေရာဒီမှာမြုပ်မှာတော့မဟုတ်တော့ကြောင်းယူဆနေပါတယ်။ဂျန်နီတို့ပြောပြချက်အရ VJ ကသူ့လောင်းဖြောက်ခဲ့တဲ့ကိစ္စအပေါ်ရဲတွေလုံးဝမရှာနိုင်သလိုယုံကြည်မှုရှိနေရမို့သူတို့လုံးဝသတိမထားမိခဲ့တဲ့နေရာတွေဘက်ရှာဖွေရန်အမိန့်ပေးလိုက်ပါတယ်။ဒီတော့ဘယ်သူမှညဘက်အသွားလာမရှိတဲ့စိတ်မိုက်ကယ်ဖျားချောင်းတင်ချိုင်းဘက်ဖြစ်နိုင်ပေမဲ့လူပေါင်းများစွာမြုပ်ထားတဲ့ထိုနေရာမှာရှာဖွေတူးပေါ်မယ်ဆိုရင်တော့လူတွေဒေါသထွက်ကုန်ကြလိမ့်မယ်လို့သတိပေးပါတယ်။ဒီတော့ IG ကပဲဘယ်နေရာမှာအလောင်းရှိတယ်မရှိဘူးဆိုတာရန်သူကပဲတစ်ချိန်မှာလက်ဆောင်ဖြစ်ပေးလိမ့်မယ်လို့သုံးသပ်လိုက်ပါတယ်။နန်ဒီတီတို့သားမိ3ယောက်ထဲအိမ်မှာရှိနေစဉ်အန်ဂျူလန်တကြားခေါ်ပြတဲ့နေရာကိုကြည့်လိုက်တော့သူတို့သားမိအလောင်းမြုပ်ဘူးတဲ့နေရာကိုလူတယောက်ရက်ကြည့်နေပါတယ်။ထိုလူကတော့ IG တာဝန်ပဲဖြစ်ပြီးသူရက်နေတဲ့နေရာကို brain box ကချောင်းကြည့်နေတဲ့နန်ဒီနီတို့သားမိကိုလှည့်ကြည့်လိုက်ပါတယ်။အဲ့ဒီနောက်အိမ်ထဲကိုတဲမတ်စွာရှောက်ဝင်လာပြီးအိမ်ရဲ့ဘဲမြည်တန်လည်းထွက်ပေါ်လာပြီးမို့နန်ဒီနီကပဲတကားဖွင့်ပေးလိုက်ပါတယ်။သူဟာဂိုဟာရဲစခန်းကစုံစမ်းရေးမှုဖြစ်ကြောင်းလက်ဆွဲနှုတ်ဆက်လာတာကြောင့်နန်ဒီနီတယောက်အသက်ရှူဖို့မားနေစဉ်အိမ်ထဲဝင်တောင်းပါတယ်။ပြီးတော့သူတကယ်တမ်းစကားပြောချင်တာ VJ နဲ့ဆိုတော့အိမ်မှာမရှိကြောင်းဖြေတဲ့အခါရပါတယ်ဆိုပြီးထွက်သွားတော့မလို့နဲ့တကားကိုဆွဲပိတ်လိုက်ပါတယ်။အန်ဂျူးကိုလည်းရင်းနှီးနေသလိုနှုတ်ဆက်လိုက်ပြီး VJ ကိုဒီကပဲထိုင်ဆောင်နေတော့မယ်လို့ပြောပါတယ်။ခမရတို့အားလုံးရဲကိုမြင်တာနဲ့ပြဿနာတက်ပြီလို့ယူဆနေပေမဲ့ရဲဆိုတာပြည်သူ့တာဝန်ထမ်းဆောင်နေရမို့အပြစ်မရှိရင်မလိုအပ်ပဲကြောင်းနေစရာမလိုဘူးလို့သွေးအေးသာရှင်းပြနေပါတယ်။ဒါပေမဲ့လူတက်ထားတဲ့ရာဇဝတ်ကောင်ဆိုရင်တော့မဖြစ်တဲ့နည်းနဲ့ရအောင်ဖော်ထုတ်ပြီးဘဝတစ်လျှောက်လုံးထောင်ထဲနေရအောင်လုပ်မယ်လို့ချိန်ချောက်ကတန်းစင်ကန်လိုက်ဖို့ရန်ပြောပါတယ်။ပြီးတော့အိမ်ထဲကိုရှောက်ကြည့်နေပြီးနောက်မှ VJ နဲ့လာတွေ့တော့မယ်ဆိုကပြန်ထွက်သွားကန်ဒီစပယ်ပန်းတစ်ခတ်ကိုခူးယူကဒီအိမ်မှာတယောက်ကစိတ်ဖိစီးနေလို့လားလို့ပြန်လှည့်မိလာပါတယ်။မကြခင်ဒီပန်းတွေကပိုးကြပြီးအားလုံးဖုံမုတ်ဖြစ်သွားတော့မှမို့ဂီယူဆိုင်ရန်မှားသွားပါတယ်။အသက်ရှူရက်သွားတော့မလို့ထိတ်လန့်နေတဲ့နန်ဒီနီတယောက်တကားပိတ်ပြီးအိမ်ထဲပြန်ဝင်နေစဉ်ဘဲမြည်တန်တဲ့အတူဂျန်ဒီကပြေးဝင်လာပြီးရဲရီ VJ လောင်းဖွက်ထားတဲ့ဖျားချောင်းကိုရောက်နေကြကြောင်းအပြေးလာပြောပါတယ်။အဲ့ဒီနောက်ရုံးမအလုပ်ရှုပ်နေတဲ့ VJ ထံဖုန်းဆက်ပြီးဖုန်းထဲကပြောလို့မရတာကြောင့်အိမ်ပြန်လာရန်အလောတကြီးပြောဆိုလိုက်ပါတယ်
အိမ်ပြန်ရောက်လာတော့စုံစမ်းရေးမှုအိမ်ကိုလာသွားကြောင်းနဲ့ရဲတွေအလောင်းရှာဖို့စိတ်မိုက်ကယ်ဖျားเจ้าကိုရောက်နေကြောင်းပြောပြီးသူတို့အမှုကိုမပိတ်သိမ်းသေးပဲဆက်လက်စုံစမ်းနေတော့လားလို့မေးတဲ့အတွက်ငါတို့အသက်ရှင်နေတွေ့စုံစမ်းနေအောင်ပါလို့တတိပေးလိုက်ပါတယ်ပြီးတော့အလောင်းကိုသူတို့ရှာတွေ့မှလည်းမဟုတ်သလိုဒီအကြောင်းမဆွေးနွေးဘူးလို့ခဏပြောထားပြီးသားလို့ဆိုပါတယ်နန်ဒီနီဟာမိသားစုလုံခြုံရေးအတွက် VJ လုံနေရာတွေကိုနားလည်ပေမဲ့ရဲတွေစုံစမ်းနေတာသိလိုက်ရတိုင်းသူမခြေတွေလက်တွေမတည့်ကျင်လောက်အောင်စိတ်ဖိစီးနေတာမို့သူမစိတ်အေးအောင်အလောင်းကိုဘယ်မှာမြုပ်ထားလဲပြောပြပါလို့အတင်းမေးမြန်းနေပါတယ်ဒီအတန်တွေကိုတော့အတန်ဖတ်ဆက်ခိုးတတ်ထားတဲ့ဂျန်ဒီတို့အတွဲကဖမ်းယူနားထောင်နေပါတယ်တုံးဝလုံးနဲ့နန်ဒီနီဟာသူမကိုမယုံကြည်လို့လားဇနီးအဖြစ်မတတ်မှတ်တာလားဆိုတဲ့စကားတွေနဲ့အတူ VJ ထုတ်ပြောလာအောင်စီးယုံနေပေမဲ့သူ့အုံနောက်ကနှလုံးသားဆန္ဒတိုင်းလိုက်လို့ဖို့ညှင်းဆန်နေတဲ့အတွက်ဒီနေ့လည်းပြောမပြနိုင်သေးဘူးဆိုတာကြောင့်ချောင်းနားထောင်နေတဲ့ဂျန်ဒီတို့စိတ်ပြတ်သွားပါတယ်ထိုအတန်ဖိုင်ကိုခောက်ခါပြန်နားထောင်နေတဲ့ IG ကိုယ်တိုင် VJ ရဲ့ဘာနှမှုကြောင့်အပြေမထုတ်နိုင်ဖြစ်နေသေးပါအန်ကယ်မာတင်ဆိုင်ကိုရောက်လာတဲ့ဒေးဗစ်ကပါနာဂျီကိုထွက်မဲ့ဘတ်ကားအချိန်ကိုလာမေးပြီး15မိနစ်နေရင်ထွက်မယ်ဆိုတာကြောင့်လက်ဖေးတစ်ခွက်မှတောက်လိုက်ပါတယ်ပြီးတော့စိတ်နဲ့လူနဲ့မကပ်ပဲထိုင်နေတဲ့ VJ ကိုမြင်လာကြောင်းသွားနှုတ်ဆက်တဲ့အခါသူအလုံးများနေတာမို့အလုံးရှာပေးဖို့မေ့နေကြောင်းပြန်ပြောပါတယ်ဒေးဗစ်ကတော့တတိယပေးတာကျေးဇူးတင်ပါတယ်သူအခုပါနာဂျီမှာအလုံးရပြီလို့ပြောနေစဉ်ရဲတယောက်လာခေါ်တာကြောင့်ထားလိုက်သွားပါတယ်လက်ဖေးဆိုင်ကလူတွေဟာလည်း VJ ရဲ့လူသက်မှုသတင်းကပြန်ကြရက်ထနေကြောင်းတီးတိုးပြောဆိုနေတာမို့ဒီသတင်းကနှစ်တိုင်းဗျမ်းပဓာတွေကြားနေပေမဲ့ VJ ဘာမှလုပ်မထားတဲ့အတွက်ရဲတွေဘာမှရှာတွေ့မှာမဟုတ်ကြောင်းအန်ကယ်မာတင်ကအခိုင်အမာပြောဆိုနေပါတယ်။ VJ တယောက်ပါနတ်စွာလိမ့်လဲပြီးအလောင်းနေရာရွှေ့ခဲ့တာကိုလူအားလုံးသိနေတဲ့အကြောင်းပြောဆိုနေတာကိုဒေးဗစ်လည်းနားထောင်နေခဲ့ပါတယ်။ပြီးတော့အော်တိုဘာ2ရက်3ရက်တွေမှာ VJ ကိုမျက်မြင်တွေ့ခဲ့ကြောင်းအရေးကြီးသတင်းကိုသာပေးနိုင်ခဲ့ရင်ရဲတပ်ဖွဲ့ကရူဘီ9သိန်းချီးမြှင့်မယ်လို့သတင်းထုတ်ထားတာကြောင့်ဒေးဗစ်တယောက်စိတ်ဝင်စားသွားပါတယ်။ VJ ကိုရဲတယောက်ခေါ်သွားတဲ့အခန်းကစံမြက်အလောင်းကိုသူကိုယ်တိုင်မြုပ်ထားတဲ့နေရာတက်ဖြစ်ပြီးထိုင်ကုန်မှာဝင်ထိုင်ရင်းစောင့်နေလိုက်ပါတယ်။အရာရှိစာဝန်ဝင်လာချိန်မှာတော့9နှစ်တိုင်ကြာနေပြီဖြစ်တဲ့အမှုကိုအခုထိအိမ်ကိုလာလိုက်ရဲစခန်းဆင့်ခေါ်လိုက်နဲ့ဖြည့်ရှင်းနေရတာဘယ်တော့ပြီးမှလဲလို့မေးပြီးပြန်ထွက်လာခဲ့ပါတယ်။ဒါကိုကားဆောင်နေတဲ့ဒေးဗစ်ကမြင်သွားပြီးအလောင်းကိုရွှေ့ခဲ့တယ်ဆိုတဲ့စကားတွေနဲ့အန်နီက VJ တခုခုမြုပ်နေတာကိုသူမြင်ခဲ့ရတာတွေခေါင်းနဲ့ပြန်ပေါ်လာပြီးအန်နီတုံးကအဲ့နေရာမှာ VJ အလောင်းမြုပ်ခဲ့တယ်လို့ယုံကြည်သွားတာမို့မမော်လောက်ဆရာစုချင်း9သိန်းကြောင့်ပါနာဂျီကိုသွားမဲ့ကားနဲ့မလိုက်ရန်ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်အန်ဂျီတာဝန်နဲ့ရဲချုပ်မီယာတို့ထံဖုန်းတွေဝင်လာပြီးညကြီးအချိန်မတော်ပန်တိုလန်ရဲစခန်းကိုရောက်လာကြပါတယ်။အော်တိုဘာ3ရက်နေ့ကလူတက်မှုနဲ့ထောင်ချခဲ့တဲ့ဒေးဗစ်ဟာ VJ အလောင်းကိုဘယ်မှာဖွက်ခဲ့လဲသိတယ်လို့သတင်းလာပေးပြီးအလောင်းဘယ်မှာရှိတာလဲဆိုတာကိုတော့ရဲတပ်ဖွဲ့အကြီးအကဲတယောက်လာမှထွက်ဆိုမယ်လို့ပြောပါတယ်။ဒါကြောင့်ဒေးဗစ်ရဲ့ရှေ့ဝင်ရဲလိုက်ပြီး VJ ဆယ်ကွန်ကဘယ်မှာအလောင်းဖွက်ထားသလဲမေးတော့ခိုင်မာတဲ့တပ်တွေကိုရူဘီနဲ့တန်းခွဲရရင်ပြောပြမယ်လို့ညှိပါတယ်။ငကိုကလေးကပတ်စံပေးဖို့ရည်ရွယ်ချက်မရှိတဲ့ဂီဒွန်ဒေးကတပြားမှထုတ်เสียမလို့ပဲအကုန်ထွက်လာအောင်စိတ်ယူမယ်ဆိုတဲ့အခါသူဟာထောင်ထဲမှာ9နှစ်နေလာဘူးတာကြောင့်ဒီလိုချင်းချောက်လဲသူပြောမှာမဟုတ်ပဲအကယ်၍ရဲတွေစီကငွေမရရင် VJ စီကပဲနှုတ်ပိတ်ခအနေနဲ့တောင်းတော့မယ်လို့ပြောလာတာကြောင့်မီယာကသူမပေးမယ်လို့ဝင်ပြောပါတယ်။အဲ့ဒီနောက်မီယာတို့လင်မယားကငွေတော့ယူလာပြီးရနဲ့ငွေရသွားတဲ့ဒေးဗစ်ဟာဝမ်းသာအားရထထွက်သွားတာကြောင့်အတင်းလိုက်ခေါ်ပြီးအလောင်းပဲမှာလဲလို့မေးပါတယ်။ဒီတော့မှအဲ့တုန်းကဒီပန်တိုလန်ရဲစခန်းဟာဆောက်လုပ်ဆဲအခြေအနေမှာရှိနေသေးပြီး IG တာဝန်ရက်နေတဲ့နေရာတက်မှာမြုပ်နေတာမြင်ခဲ့ရတယ်လို့ပြောလိုက်ပါတယ်။ရဲချုပ်ရော IG ရောဟာ VJ ရဲ့ယုံကြည်မှုသူတို့ရဲတွေလုံးဝမရှိမိနိုင်တဲ့နေရာဖြစ်လို့ရုပ်တိရှိတဲ့အဖြေလို့မှတ်ယူလိုက်ကြပါတယ်။သို့ပေမဲ့အလောင်းရှာမတွေ့ခင်အထိတော့ဒေးဗစ်ဟာဒီမှာပဲရှိနေရအောင်မှာမို့လောလောဆယ်ထောင်ထဲဝင်နေရအောင်မှာဖြစ်ပါတယ်။အထက်ကပြန်လည်တူးဖော်ခွင့်ကိုတရက်တာခွင့်ပြုထားတဲ့အတွက်ကြိုက်တဲ့လောက်လူဝင်အား9ရန်ပြီးအလုပ်ပြီးအောင်လုပ်ဖို့ညွှန်ကြားလိုက်ပါတယ်။ဒါကြောင့်လူချေတိတ်ချိန်မှာပန်တိုလန်ရဲစခန်းကိုစောက်လုပ်ရေးအသွင်ပြောင်းပြီးအလုပ်သမားအများပြားနဲ့အတူရုံးချုပ်ကအရာရှိတယောက်ကစီမံကအလောင်းကျွန်းကြံကိုရှာတွေ့ပြီဆိုတာနဲ့မှုခင်ဆေးပညာဌာနကိုချက်ချင်းယူဆောင်သိပြီးရပ်ပိုင်းတွင်စီရင်ခံသာတင်ရမယ်လို့ညွှန်ကြားပါတယ်။ဂီဒွန်ဒေးကတော့ဘာကြောင့်မှမသိတူးနေရတဲ့အလုပ်သမားတွေကိုအဲ့ဒါရတနာတိုက်ရှာတွေ့ရင်မင်းတို့ပါဝေသူရမယ်လို့ပြောပြီးခိုင်းစေနေပါတယ်။အနားမှာထိုင်ခိုင်းထားတဲ့ဒေးဗစ်ကိုလည်းရှာတွေ့ဖို့သာဆုတောင်းမဟုတ်ရင်ဒီနေရာမှာမင်းကိုတခါတည်းမြုပ်ခဲ့မယ်လို့ချိန်ချောက်လိုက်ပါတယ်။ရုတ်တရက်ကြီးစောက်လုပ်ရေးတွေထပ်လုပ်နေတဲ့ပန်လိုလန်ရဲစခန်းကိုလူတွေကထူးဆန်းစွာမေးခွန်းထုတ်နေကြပြီးအန်ကယ်မာတင်ရဲ့တပည့်ကတော့သူတို့တခုခုတူးနေရလို့သတင်းပေးပါတယ်။ရဲစခန်းရဲ့အောက်ခြေမြေကြီးအတော်နဲ့လာနဲ့ထိုနေရာမှာလူရိုးသူတခုပြည်ပြင်းသွားပေါ်လာပါတယ်။မိသားစုနဲ့အပြင်သွားဖို့ပြင်နေတဲ့ VJ ဟာကေဗန်နဝရုံက CCTV ကိုအမှတ်မထင်ကြည့်လိုက်ရင်ဘာလို့ရဲစခန်းမှာလူတွေအများကြီးစုဝေးနေရလဲလို့သူ့တပည့်ဟိုဆေးကိုဖုန်းဆက်မေးနေပါတယ်။တခုခုကိုတူးဖော်နေတယ်ဆိုတာနဲ့ဖုန်းချလိုက်ပြီးအပြင်ထွက်လာတဲ့မိသားစုကိုသူတနေရာသွားစရာရှိတယ်လို့ပြောရင်အိမ်ထဲပြန်ဝင်ခိုင်းလိုက်ပါတယ်။ပြီးတော့အိမ်တကားကိုပိတ်အိမ်ထဲဘယ်သူမှပေးမဝင်မှုနဲ့သူ့မိသားစုကိုဘာအန္တရာယ်မှမဖြစ်စေရဘူးလို့ဂရိပင်ထွက်သွားပါတယ်။ရဲစခန်းမှာတော့မှုခင်ဌာနကလူတွေဟာလူရိုးသူတွေကိုမှတ်တမ်းယူသိမ်းဆည်းနေပါတယ်။ VJ ကသူ့ရုပ်ရှင်ရုံကရုံကန်နဲ့အလော်တကြီးဝင်ထိုင်ပြီး CCTV ကနေအခြေအနေကိုစောင့်ကြည့်နေခဲ့ပါတယ်။သိမ်းယူသွားတဲ့သက်သေပစ္စည်းတွေနားမလဲစွာရက်ကြည့်နေကြတဲ့လူတွေနဲ့သူ့ရဲ့ရန်သူတော်ဟောင်းကြီးဂီဒွန်ဒေးကိုပါမြင်လိုက်ရပါတယ်။မီယာတို့လင်မယားလည်းကိုအာရဲစခန်းကိုရောက်လာပြီးရှာတွေ့ထားတဲ့အယိုးစုဟာအသက်15ကနေ20ကြားယောက်ျားလေးတစ်ယောက်ဖြစ်ပြီးဦးကောင်းကွန်အခွဲသိဆုံးမှုဆိုတဲ့အတွက်စံနဲ့အတော်လေးနီးစပ်စွာတူနေပါတယ်။နောက်ထပ်အတည်ပြုစရာကတော့မိခင်ရဲ့သွေးနမူနာနဲ့ DNA အချို့သာကိုက်ညီဖို့ကြံပါတော့တယ်။သူမပြောခဲ့မှုတဲ့အတိုင်း9နှစ်မကလို့နှစ်ပေါင်း900တိုင်အောင်တားပြစ်သူကိုမေးပြောင်းနိုင်မှာမဟုတ်ဘူးဆိုတဲ့အတိုင်းမီယာဟာအယုတ်ချိုးပြတ်ဖြစ်မသွားအောင်ထိန်းနေရပါတယ်။တရားရုံးဘက်ကလည်းတွေးရှိထားတဲ့တပ်တွေအရ VJ တို့မိသားစုကို10နာရီကြာစိတ်မေးနိုင်ကြောင်းခွင့်ပြုတာထုတ်ပေးလိုက်ပါတယ်။ဒါကြောင့်နောက်နေ့မနက်10နာရီဂိုဝါရဲစခန်းမှာစစ်ဆေးခံမဲ့ VJ တို့မိသားစုရောက်လာကြပါတယ်။ရှင်းနေကတော့ VJ တို့အနေနဲ့အကာအကွယ်အပြည့်အဝရှိနေရမို့အထဲမှာဘာတွေဖြစ်နေပါသေးတည်ငြိမ်သာထွက်ဆိုရန်တေချာမှာနေပါတယ်။အခန်းထဲဝင်လာတဲ့ IG တာဝန်က VJ နဲ့အခု
အခုလိုတွေးကျင်နေတာကြာပြီဖြစ်ပြီးသူဟာပရိသတ်အကြီးသားပါလို့မိတ်ဆက်လိုက်ပါတယ်ပြီးတော့ဒေးဗစ်ရဲ့ဓာတ်ပုံကိုထုတ်ပြပြီးပန်ဒိုလန်ရဲစခန်းထဲကဂေါ်ပြားတစ်လက်နဲ့ထွက်လာတဲ့ VJ ကိုမြင်တွေ့ခဲ့ကြောင်းနဲ့ည3 နာရီကြီးမိသားစုကိုအိမ်မှာထားခဲ့ပြီးရဲစခန်းမှာဘာတွေလာတူးနေရလဲလို့မေးခွန်းထုတ်ပါတယ် VJ ကတော့ဒေးဗစ်မြင်ခဲ့တာအခြားတစ်ယောက်ကိုဖြစ်နိုင်ပြီးအော်တိုဘာ2 ရက်နေ့ကသွားမိချင်မရလမ်းရဲ့တရားပွဲမှာရှိနေကြောင်းပြောလို့မဆုံးခင်အဲ့ဒီဇက်လန်းကိုသူ့ရှေ့မှာပြောပါဦးလို့ညွှန်ပြလိုက်ပါတယ်အခန်းထဲဝင်လာသူကမီယာဖြစ်ပြီးသူမစစ်မေးခဲ့စဉ်ကထွက်ဆိုချက်တွေတစ်ခုချင်းစီကိုပြောပြနေပါတယ်ဒါပေမဲ့အခုတော့ဘာမှထွက်ဆိုစရာမလိုအောင်ရှင်းလင်းနေပြီလို့ဆိုရင်နန်ဒီနီတယောက်ဂျန်ဒီကိုရင်ဖွင့်တဲ့အတန်ဖိုင်ကိုဖွင့်ပြလာပါတယ်နန်ဒီနီဟာရဲဝတ်စုံနဲ့ဂျန်ဒီတို့အတွဲကိုတလဲ VJ ကိုတလဲကြည့်ရင်သူမမာသွားမှသိလိုက်ရပါတယ် IG တာဝန်ကတော့သူလဲစော်မီလို့တရားဟောတတ်တာမို့အတူလိုက်ခဲ့ဆိုကစစ်ကြောရေးခန်းကိုခေါ်သွားပါတယ်အဲ့ဒီနောက်အချိန်တွေဖြုံးနေဖို့မလိုပဲစံသိဆုံးခဲ့တဲ့အကြောင်းရင်း3ခုကိုပဲဖြေခိုင်းပါတယ်ဘယ်သူလောက်တာလဲဘာကြောင့်လဲဆိုတာနဲ့ဘယ်လိုလုပ်လိုက်လဲဆိုပေမဲ့ VJ ကတော့ဘူးတစ်လုံးပဲစောင့်နေသေးပါဒါကြောင့် VJ ရဲ့မိသားစုကိုတစ်ဖက်ကန်းနဲ့ပို့ဆောင်ပြီးဇလိုက်ကျော်ကြီးဂီဒွန်ဒေးကဆမ်ကိုဘာလို့တက်ခဲ့တယ်လဲဆိုတဲ့မေးခွန်းကိုဒဏ်ရာမပေါ်အောင်စစ်ကြောမေးမြန်းဖို့စီစဉ်နေပါတယ်အားလုံးကိုရိုက်နှက်နေပြီမို့ဒါဟာတရားဥပဒေနဲ့မညီတဲ့လုပ်ရက်ဖြစ်တောင်းပန်နေစဉ်အကြောက်လွန်လာတဲ့အန်ဂျူတယောက်ယောဂဖောက်လာပါတယ်ဒါကြောင့်ဆရာဝန်ခေါ်ပြီးရင်သူအမှန်တိုင်းပြောပါမယ်ဆိုတာကြောင့်ဂီဒွန်ဒေးကိုရက်ခိုင်းလိုက်ပါတယ်အဲ့ဒီနောက်ကင်မရာအသင့်ပြင်လိုက်ပြီးအမှန်တိုင်းမပြောရင်ပြောတဲ့အထိလုပ်ယူလို့ရသေးတယ်ဆိုတာကြောင့်ကင်မရာကိုကြည့်ကသူ့နာမည် VJ စေကွန်ကားဆိုတာနဲ့2014ခုနှစ်အောက်တိုဘာ2 ရက်နေ့ညဇနီးတဲ့နန်ဒီနီနဲ့ကလေးတွေအိမ်မှာမရှိချိန်အရက်မှုအောင်တောက်ပြီးအိမ်ပြန်လာစဉ်လူတယောက်အိမ်ထဲခိုးဝင်နေတာကိုတတိထားမိရတဲ့ဘေးကဒုတ်တစ်ချောင်းကောက်ယူပြီးခေါင်းကိုရိုက်မိခဲ့ပါတယ်စဉ်းစားချိန်တော့မရပဲအရမ်းမြန်ဆန်တဲ့ဖြစ်ရနောက်မှာတော့ထိုကောင်လေးကအသက်မဲ့နေပြီဖြစ်ပါတယ်ဒါကြောင့်ကြောက်လန့်တကြားနဲ့မိသားစုအိမ်ပြန်ရောက်မလာခင်ခြံထဲမှာနှုတ်ထားလိုက်ပါတယ်နောက်တစ်ရက်ရဲစခန်းကြမ်းခင်းလောင်းမဲ့တရင်ရတာနဲ့အိမ်သားတွေအိမ်နေချိန်မှာအလောင်းကိုပြန်ဖော်ယူပြီးလုံခြုံမယ်လို့ယူဆရတဲ့ရဲစခန်းကြမ်းခင်းအောက်မှာမြုပ်ခဲ့တာဖြစ်ကြောင်းထွက်ဆိုလိုက်ပါတယ်မိသားစုဒုက္ခရောက်မှာဆိုလို့ဒီလိုထွက်ဆိုတာလားမေးတော့အမှန်တရားဆိုတာမျိုးစေ့တစ်ခုလိုပဲဘလောက်နဲ့ဆိုင်အောင်မြုပ်နှံထားပါစေအချိန်တန်မြေပေါ်ပေါ်လာမဲ့အရာဖြစ်လို့မိသားစုကိုလှုပ်ပေးပါသူဆန်ကိုရိုက်ခဲ့တဲ့ဒုတ်ကိုလည်းတက်တဲ့အဖြစ်တင်သွင်းပါမယ်လို့ပြောပါတယ်မဟတ်ကဆန်ခိုးရိုက်ထားတဲ့ဗီဒီယိုအကြောင်းကိုမဖော်ထုတ်စေလိုတာကြောင့်သတိပေးပေမဲ့သူတို့သိထားတဲ့အမှန်တိုင်းမဟုတ်ပဲ VJ တယောက်ထဲဝင်ခံလာတာဖြစ်တော့လေလိုချင်တာနဲ့နှီးစပ်တဲ့အတွက်ရုံးတော်မှာတင်သွင်းမယ်လို့ဆိုပါတယ်မီယာကတော့တမိသားစုလုံးကိုအလွတ်မပေးဘူးလို့အညှိုးတေးကြီးတော့ပြောလာတာကြောင့်မဟတ်ကပဲ VJ နဲ့တင်မလုံလောက်သေးဘူးလားလို့ဝင်ပြောနေရပါတယ်ရုံးတော်မတင်မီ VJ တို့မိသားစုကိုအိမ်ပြန်ပို့ပေးခဲ့ပြီးနန်ဒီဒီကတော့သူမတတိမမူခဲ့တဲ့ကိစ္စအတွက်တောင်းပန်နေပါတယ်အန်ဂျူကလည်းသူမလုပ်ခဲ့တဲ့အပြစ်အတွက်ဖခင်ကခံယူရမှာကိုနောင်နာရနေပြီးစိုးရွားတဲ့ညတညကိုဖျက်တမ်းခဲ့ကြပါတယ်အိန္ဒိယ TV သတင်းအစီအစဉ်မှာတော့အလောင်းကျွင်းကြံရှာတွေ့ထားတဲ့လူသတ်မှုအကြောင်းနဲ့တရားခံက VJ ဖြစ်ကြောင်းကြေညာနေရမှုရုပ်ရှင်ဇာတ်ညွှန်းရေးဆရာမူရက်အလီတယောက်အံ့ဩသွားပါတယ်နောက်တစ်ရက် VJ ကိုရုံးတင်ဖို့လာခေါ်တဲ့ဂီတွန်ဒေးဟာ VJ ရဲ့စကားအတိုင်းခွေးတိုင်းမှာကံကောင်းတဲ့နေ့ဆိုတာရှိကြတာပဲသူကတော့ခွေးမဟုတ်ပေမဲ့ဒီနေ့ဟာသူ့အတွက်ကံကောင်းတဲ့နေ့ပဲလို့ကျင်းနေစွာပြောလာပါတယ်မိနစ်20အတွင်းရောက်လာမဲ့ VJ ကိုစောင့်နေကြတဲ့တာဝန်တို့ထံရဲဝန်ထမ်းတယောက်ရောက်လာပြီး VJ နဲ့ပတ်သက်တဲ့အရေးကြီးကိစ္စပြောရန်လူတယောက်ရောက်နေကြောင်းလာသတင်းပေးပါတယ်အခန်းထဲဝင်လာသူကနာမည်ကြီးမူရက်အလီဖြစ်ပြီး VJ နဲ့2016ခုနှစ်မှာပထမဆုံးတွေ့ခဲ့ဘူးသလိုဒီအမှုကြောင့်ကိုလည်းသူကြားဘူးနေရလို့ပြောပြပါတယ်ဒါပေမဲ့သူ့ကိုလာမိတ်ဆက်စင်ကနာမည်ဟာ VJ ကိုဘိုလေးဆိုတာနဲ့သူရိုက်မဲ့ရုပ်ရှင်ဇာတ်လမ်းကစိတ်ဝင်စားစရာကောင်းတာကြောင့်ဆီယန်ရူဘီတသန်းနဲ့အတူဇာတ်ညွှန်းရေးပေးခဲ့ပါတယ်သို့ပေမဲ့ချွင်းချက်အနေနဲ့2နှစ်လောက်အချိန်ယူထားရတဲ့ဇာတ်ညွှန်းအတိုင်းအသေးစိတ်အချက်လက်ကိုရုပ်တိစံနာမျိုးဖြစ်စေခြင်းနဲ့ VJ ဟာနှစ်ယောက်စလုံးသဘောတူမှဒီဇာတ်ညွှန်းအတိုင်းရုပ်ရှင်ထုတ်ခွင့်ရှိမယ်လို့သဘောတူညီချက်ယူထားပါတယ်ရုပ်ရှင်နဲ့ဇာတ်ညွှန်းအကြောင်းအသေးစိတ်ကိုတော့ပန်ဒိုလန်မှာဇာတ်အိမ်တည်ထားပြီးရန်ဆိုတဲ့ဇာတ်ကောင်ဟာသူ့ရဲ့သား Ratin ကိုအရန်ချစ်တဲ့ဖခင်အနေနဲ့စပါတယ် Ratin ဆိုတဲ့လူငယ်ဟာပါတီတစ်ခုကိုတက်ရင်စောက်လို့ရေးလုပ်ငန်းရှင်ရဲ့သားနဲ့ပြဿနာတက်ခဲ့ပါတယ်ချက်ချင်းဆိုသလိုပဲလူလဲကောင်မှာအထိုးခံလိုက်ရတဲ့ထိုးကောင်လေးဟာ Ratin ရဲ့အိမ်ကိုလက်စားချေဖို့လိုက်သွားရင်ကနေ Ratin ရဲ့လက်ချက်နဲ့ပဲထိုးကောင်လေးဟာပွဲချင်းပြီးတည်သွားခဲ့ပါတယ်ဖခင်ဖြစ်သူ Ran အိမ်ပြန်ရောက်လာတော့တေဆုံးနေတဲ့အလောင်းဘေးမှာငိုနေတဲ့သူ့သားဖြစ်သူကိုမြင်လိုက်ရပြီးထိုကလေးဟာနာမည်ကြီးစောက်လို့ရေးပိုင်ရှင်ရဲ့သားမှုသူ့သားဒုက္ခရောက်မဲ့အကြီးကနေကယ်ဖို့စဉ်းစားရင်စောက်လို့ရေးလုပ်ငန်းရှင်ရဲ့စောက်လက်စားတိုက်တစ်ခုအကြောင်းစဉ်းစားမိပြီးထိုနေရာမှာတွားရောက်မြုပ်နှံခဲ့ပါတယ်စာအုပ်ထဲမှာရဲရီလာရှာရင်ပြဖို့တပ်တွေအထုတွေအကြောင်းရဲ့ရဲရီအလောင်းကိုရှာတွေ့သွားပြီးသူကိုယ်တိုင်လူသက်မှုကိုဝန်ခံတာရဲ့အားလုံးကိုဇညိုးမကြိုက်ပေမဲ့မူပိုင်ခွင့်ယူပြီးအနှဲငယ်ထုတ်ဝေထားဘူးကြောင်းသိလိုက်ရပါတယ်အားလုံးကခေါင်းတွေရှုပ်ထွေးကုန်ပြီးစဉ်းစားရခန့်နေချိန်ဒီတွန်ဒေးတန်ကဖုန်းဝင်လာပြီးပြဿနာတက်နေကြောင်းလှမ်းပြောပါတယ်တရားရုံးမှာတော့ VJ ဝန်ခံထားတဲ့ဗီဒီယိုဖိုင်ကိုဖွင့်ပြနေခဲ့ပြီးအဲ့ဒီထွက်ဆိုချက်ရဖို့ရဲရီကနှိပ်စက်ညှဉ်းပန်းခဲ့ကြောင်းရှင်းနေကတင်ပြပါတယ် VJ ကလည်းအဲ့ဒါအမှန်ပါလို့ထွက်ဆိုလိုက်ပြီးသူပြောပြခဲ့တဲ့အကြောင်းရင်းဟာ Drishan လို့ခေါ်တဲ့ဝိထုတဲကဇက်လန်ဖြစ်တဲ့အကြောင်းရှင်းနေကိုယ်တိုင်ထွက်ဆိုခဲ့တာလို့တင်ပြပါတယ်မီယာတို့ကြားမှာလည်း VJ ကစားပွဲစနေပြီလို့ရိပ်မိသွားကြပြီးမူရက်လီကဒါအစပဲရှိသေးတယ်လို့ပြောဘူးကြောင်းဆိုပါတယ်ဇက်ညွှန်းရေးချိန်ပြီးတော့က VJ တယောက်သူ့ထံလာတွေ့ပြီးမင်းသားထောင်ချမဲ့ဇက်လန်မျိုးပရိသတ်ကမကြိုက်နိုင်တဲ့အတွက်ရုပ်ရှင်ကိုပေါက်စေခြင်းရင်မင်းသားအနိုင်ရမှဖြစ်မယ်ဆိုကရဲရီသာအလောင်းရှာတွေ့သွားရင်ဘာဆက်လို့မလဲလို့မေးပါတယ်ဒီလိုအမှုခင်အကြောင်းရဲရီနဲ့အဆက်အသွယ်ရှိတဲ့မူရက်လည်းအချက်လက်တွေပြောပြလိုက်တဲ့အခါအဲ့ဒီအရေးယူမှုရှာဖွေမှုပုံစံတွေအတိုင်းတစ်ထက်တည်းကြောင်းအဆုံးသတ်ကိုသူ့ဘာသာဖန်တီးခဲ့တာလို့ဆိုပါတယ် VJ ကိုယ်တိုင်ရေးခဲ့တဲ့အဆုံးသတ်ကိုတော့အားလုံးကအသက်မရှူပဲနားဆွနေကြတဲ့ဖုန်းဝင်လာပြန်ပါတယ် VJ ရဲ့ရှင်းနေရဘယ်မှမသိတဲ့ဆန်ရဲ့အလောင်းကဝိထုဇက်လန်တဲ့အတိုင်းရဲရီရဲ့ပိုင်နှက်ဖြစ်တဲ့ရဲစခန်းမှာတွေ့ခဲ့တာမို့ရဲရီရဲ့ပိုင်နှက်ဟာပြင်ပလူဝင်ခွင့်မရှိပါဘူးတားပြစ်သူရဲ့ပျောက်ဆုံးမှုအပေါ်မှာလည်းရဲချုပ်မီယာဟာ VJ တို့မိသားစုကိုအကြောင်းမဲ့တာဝန်ယူခိုင်းနေတာမို့ရဲရီရှာတွေ့တဲ့အလောင်းကဆန်မြက်အလောင်းဆိုတာတစ်ထစ်ချဆွတ်ဆွဲလိုက်တာဖြစ်
ဖြစ်နိုင်ကြောင်းတင်ပြပါတယ်ဒီအချိန်တရားသူကြီးကိုယ်တိုင်စိတ်ရှုပ်ထွေးသွားတဲ့ DNA စစ်ချက်အဖြေမှာအယိုးသူကစံမီယာနဲ့မကိုက်ညီဘူးဆိုတာကြောင့်အားလုံးစောရကုန်ပါတယ်ဇက်ညွှန်းရေးဆရာရဲ့ပြောကြားချက်အရဇက်လိုက်ဟာတနေ့အလောင်းကိုရဲတွေရှာတွေ့မယ်ဆိုတဲ့အကြောင်းသိထားတာမို့ကောင်းလေးနဲ့အသက်ချင်းရက်ချင်းတူညီတဲ့ခေါင်းထိခိုက်ဒဏ်ရာရထားတဲ့အလောင်းမျိုးကိုလိုက်ရှာခဲ့ပါတယ်သူ့အားဆိုင်မှုအတိုင်းအဲ့လိုသိဆုံးခဲ့တဲ့ကောင်းလေးတယောက်အလောင်းကိုတွားရောက်ကြည့်ရှုခဲ့ပြီးသူ့ဘရာသာဆေဗီယာနဲ့ရင်းနှီးအောင်ဝင်ရောခဲ့ပါတယ်ရက်ပေါင်းများစွာသွားရင်လူတယောက်ရဲ့အလောင်းကအယိုးသူဖြစ်ဖို့ဘယ်လောက်ကြာနိုင်တယ်ဆိုတာသိသွားပြီးတဲ့နောက်အကျွေးနုံနဲ့နစ်နေတဲ့သူ့ဘရာသာကိုအကျွေးကူဆက်ပေးကမ်းရက်ရောပြီးယုံကြည်မှုရယူလိုက်ပါတယ်ဆမ်နဲ့ရွယ်သူကောင်လေးရဲ့အလောင်းဟာအကျိုးကျသွားတဲ့အချိန်လောက်မှာတော့သူ့လိုအပ်ချက်အတိုင်းဖွင့်ပြောအကူအညီတောင်းခဲ့တာကြောင့်ထိုအယိုးစုကိုတူးဖော်ပေးလိုက်ပါတယ်ပျောက်ဆုံးနေတဲ့အလောင်းကိုသာရဲတွေရှာတွေ့ခဲ့ရင်နောက်ဆက်တွဲဘယ်လိုဆက်လုပ်မလဲဆိုတဲ့ရဲတာဝန်တွေကိုပါသိသွားတဲ့ VJ က DNA စစ်မဲ့အန်ဒရူးဆေးပညာကောလိပ်ကအဆောင်ဝန်ထမ်းကိုရင်းနှီးအောင်ပေါင်းသင်းခဲ့ပြန်ပါတယ်ထိုလူကိုသူရိုက်မဲ့ရုပ်ရှင်မှာမင်းသားတင်ရိုက်မယ်ဆိုပြီးမြှူဆွဲပြီးနောက်စေဝါတက္ကသိုလ်အတွင်းမှာသူတို့နှစ်ဦးသားဝင်ထွက်သွားလာစားတော့ခဲ့ကြပါတယ်ဒီလိုနဲ့သူစိုးရိမ်တဲ့နေ့ကိုရောက်လာတဲ့အခါရဲတွေကအလောင်းရှာတွေ့ပြီးမှုကင်းဌာနကိုယူသွားတော့မဲ့အချိန်သူ့အလုပ်စပွဲအောက်မှာဖွက်ထားတဲ့အယိုးစုတွေကိုထုတ်ယူလိုက်ပါတယ်အဲကနေဆေးပညာကောလိပ်ဘက်သွားတဲ့ကားတွေနောက်ကိုလိုက်ရင်သူ့ငယ်ချင်းလုံခြုံရေးစီအလဲဘက်သွားခဲ့ပါတယ်ဆမ်ရဲ့အယိုးစုတက်တဲ့အဖြစ်ထားတဲ့အခန်းကိုတော့အဆောင်မူဗီအိပ်ပျော်သွားတဲ့အချိန်မှာသူတူးပေါ်ထားတဲ့စင်တူအယိုးစုတွေနဲ့လဲလှယ်ခဲ့လိုက်ပါတယ်တဘောအလုံးထပ်မံဒုက္ခပေးနေအောင်မဲ့ဆမ်ရဲ့အယိုးစုတွေကိုတော့ဂိုအာရဲ့တောင်တောင်းတနေရာမှာအက်ဆစ်နဲ့ကက်မီကယ်ပစ္စည်းတွေလောင်းကဖျက်ဆီးပစ်လိုက်ပါတော့တယ်ဒီတော့တရားသူကြီးကလည်းမှားယွင်းတဲ့တက်တဲ့အထောက်ထားတွေနဲ့ဆွဆွဲခဲ့သူရဲတပ်ဖွဲ့ထံလှည့်ပြီးမင်းတို့ရဲ့ IG နဲ့တွေ့ကျင်တယ်လို့ပြောလိုက်ပါတယ် VJ ကိုလည်းအဆောင်ချက်နဲ့ခေါ်သွားလို့ရပြီဖြစ်ကြောင်းပြောတော့ရှေ့နေကဒီအမှုကိုထာဝရပယ်ဖြတ်ပေးဖို့အထက်တရားရုံးမှာတောင်းဆိုထားပြီး VJ တို့မိသားစုကိုနောက်ဒီအမှုနဲ့ပတ်သက်ပြီးထပ်မံတရားမစွဲနိုင်အောင်ပြင်ဆင်ခဲ့ပါတယ်ဒီလိုနဲ့တရားခံနေရာကထွက်လာတဲ့ VJ ဟာသူ့ကိုတရှို့လုပ်ခဲ့တဲ့ဂျန်နီတို့အတွဲမျက်နှာတွေကိုတေချာစိုက်ကြည့်ခဲ့ပြီးတရားရုံးကိုဝင်လာတဲ့ IG တာဝန်ကိုလည်းမတိကျအောင်ဆောင်ကထွက်လာခဲ့လိုက်ပါတယ်တရားသူကြီးကလည်းဝတ္ထုတွေကဇက်လန်အတိုင်းတရားစွဲတာဘာအကြံစီလဲလို့မေးခွန်းထုတ်ခဲ့တာကြောင့်အဲ့ဒီဝတ္ထုကစိတ်ကူးရင်ဇက်လန်ဆိုပေမဲ့အမှန်တရားကိုအားလုံးသိနေပြီးတက်စိတ်မပြနိုင်ခဲ့တဲ့အမှုလို့သာပြန်ရှင်းပြပါတယ်တာမန်ကေဘယ်လုပ်ငန်းလုပ်နေသူတယောက်ကဒီလောက်လုပ်နိုင်လိမ့်မယ်လို့မယူဆမိသလိုကံတရားမျက်နှာသာပေးမှုကြောင့်သူတို့ရှုံသွားကြောင်းနဲ့အားလုံးကိုသူတာဝန်ယူကြောင်းသာပြောပြီးနှုတ်ဆက်ခဲ့လိုက်ပါတယ်မီယာတို့လင်မယားနဲ့ဇက်ညွှန်ရေးဆရာလည်းတရားရုံးထဲကလမ်းလျှောက်ထွက်လာတဲ့ VJ ကိုကြည့်ပြီးပါဇက်ဟောင်းသားဖြစ်နေကြပါတယ်ဇက်လန်ရဲ့ဇက်ကောင်ဟာဘလောက်ပဲအမှုကတရားသေးလွတ်ခဲ့နင့်နာသူကောင်လေးရဲ့မိဘတွေကိုတော့မျက်နှာချင်းမဆိုင်ရဲခဲ့ဘူးဆိုတဲ့စာသားအတိုင်း VJ ဟာမီယာတို့လင်မယားကိုမျက်နှာလွှဲသွားခဲ့ပါတယ် VJ ဟာသူဖြတ်စည်းခဲ့ရမှာကျွမ်းကျင်တဲ့ဖြစ်တဲ့ဆမ်ရဲ့အယိုးစုအချို့ကိုမိဘတွေထံပြန်ပေးခဲ့ပြီးသူ့မိသားစုကိုထပ်မံမနှောက်ယှက်ဖို့တောင်းဆိုခဲ့ပါတယ်နောက်ဆုံးမှာတော့အညိုးတေးကြီးနဲ့အားတင်းထားတဲ့မီယာလည်းဆမ်ကိုလွတ်မြောက်စေခဲ့ပြီဆိုတဲ့အသည့်နဲ့အရာအလုံးကိုလျှော့ပေးလိုက်ပါတော့တယ်လုံးတင်တာကိုလှုပ်ပြီးခဲ့ပြီးဖြစ်တဲ့ VJ လည်းသူဂတိပေးထားတဲ့အတိုင်းမိသားစုကိုဘေးကင်းအောင်ထားနိုင်ခဲ့ပါတယ်သူကိုယ်တိုင်ဖန်တီးထားတဲ့သူ့မိသားစုကဘာငယ်လေးအတွက်ဆိုတကူကောင်းဆန်တယ်ပဲပြောဘာမဆိုလုံးမယ်ဘယ်ကန့်သက်ချက်မျိုးကိုမဆိုကြော်ဖြတ်မယ်လို့ဆုံးဖြတ်ထားလိုက်ပါတယ်ဇလန်လေးကတော့ဒီလောက်ပါပဲဗျနောက်ဇလန်တွေမှာထပ်တွေ့ကြတာပေါ့